Hello အားလုံးပဲမင်္ဂလာပါရှင်မီစီမမိုရီကနေကြိုဆိုပါရစေမီစီဒီနေ့တော့စက်သားကြော်ကိုဆိုင်နေမှာဝယ်စားရင်တထုံးကို10ဘတ်နဲ့ဆိုတော့မဝလို့ပေါ့နော်ကိုယ့်အိမ်မှာပဲကိုကြော်စားမှဖြစ်ပါတယ်ဒါကတော့ကြော်မဲ့မုံနှစ်ကတ်မဲ့မုံနှစ်အနှစ်ထုံလေးပါကဲအရင်ဆုံးစက်သားလေးကိုပိုင်းပြီးတော့အရသာရည်နေပါမယ်ကဲစနွေးရယ်စားရယ်အချိုမှုန့်ရယ်ပြီးတော့အရသာမှုန့်ထည့်မယ်ပြီးတော့ရင်ပိတ်ငှက်ပြားရဲ့အကြည့်ထည့်မယ်ပြီးသွားရင်ပိတ်ငှက်ပြားရဲ့အနောက်ထည့်မယ်ပေါ့နော်ပြီးသွားရင်အားလုံးတမအောင်နေပါမယ်အရသာနှက်ဖို့အတွက်ခုနဝယ်လာတဲ့ကိုရီးယားအမှုန့်ပေါ့နော်မှုန့်လေးကိုထည့်ပြီးတော့နှက်ထားပါမယ်ရှင်ဒါကတော့တဝက်ပဲထည့်မယ်ပေါ့နော်နောက်ထပ်ကျန်တဲ့တဝက်ကိုတော့မီစီကိုကြော်တဲ့အခါမှာသုံးပါမယ်ရှင်အဲ့တော့တဝက်လောက်ထည့်ပြီးသွားရင်မီစီတို့ခုနကအရသာမှုန့်လေးနဲ့ပေါင်းပြီးတော့နေပါမယ်ပြီးတော့ဒီရတာရနေထားတဲ့ဒီစက်သားလေးကိုမီစီကို15မိနစ်20လောက်နှက်ထားမယ်ပေါ့နော်ကဲအဲ့တော့စက်သားလေးတွေကိုအရသာလေးနှက်ပြီးတော့ထားပါမယ်ပြီးတော့ခုနကကျန်တဲ့အမှုန့်တစ်ဝက်ကိုမီစီတို့ပကံလေးထည့်လိုက်မယ်ပြီးတော့ကျဲဥဖောက်ထည့်မယ်ကျဲဥကတော့တစ်လုံးပဲပေါ့နော်အမှုန့်ကတစ်ဝက်ပဲဖြစ်တဲ့အတွက်ကျဲဥကိုတစ်လုံးပဲသုံးပါမယ်ပြီးတော့ရေးထည့်ပြီးတော့မီစီတို့ဒီအမှုန့်လေးကိုကြည်အောင်ခောက်ပါမယ်ရှင်အရန်ပြစ်နေရဆိုလို့ရှိရင်မီစီတို့ရေးလေးနည်းနည်းထည့်ပြီးတော့ရောလိုက်မယ်ပေါ့နော်ကဲအခုလိုမျိုးနေထားလေးဆိုလို့ရှိရင်ချက်သားလေးနှစ်လို့ရပါပြီကဲအဲ့တော့ဒီမှာနှက်ထားတဲ့ချက်သားလေးကိုမီစီတို့ဒီခုနကဖြော်ထားတဲ့အနှစ်ထဲကိုနှစ်ပါမယ်ရှေ့မှာလေးမီစီပြောဖို့ကြံသွားလို့ချက်သားကိုနှက်တဲ့ဒီမုံနှစ်အမှုန့်လေးပေါ့နော်အဲ့မှုန့်ထုတ်လေးကမီစီတို့ Lotus ကဝယ်တာပါ15ဘတ်ပဲပေးရပါတယ်ရှင်သူကအချိုရဲ့ဒီကိုရီးယားအမှုန့်ရဲ့2မျိုးရှိရပေါ့နော်အရသာရဝင်နေတဲ့ချက်သားလေးကိုမီစီတို့စီပူပူလေးကိုထည့်ယူကြပါမယ်ရှင်ကဲနောက်ဆုံးတော့အရန်အရသာရှိရဲ့ကိုရီးယား spicy ပုံစံမျိုးလေးကြက်ကြော်ပေါ့နော်အိမ်မှာမီစီတို့ဒီဆိုင်မှာတထုံးကို10ဘတ်နဲ့ဝယ်စားစရာမလိုပဲနဲ့အိမ်မှာဝါစားလို့ရပါပြီရှင်ဒါမဲ့အပေါ်ကနေပေါ့နော်မီစီကပြားရည်တို့ဒီ spicy အနှစ်တွေပါနဲ့အပေါ်ကစက်သားကိုတုပ်ပြီးတော့နေလိုက်တယ်ဆိုရင်တော့ဒီထက်ပိုပြီးတော့စားကောင်းမှာပါမီစီကတော့ဒီစက်သားရဲ့မူရင်းအရသာကိုစားချင်တာဖြစ်တဲ့အတွက်အပေါ်ကဘာအနှစ်မှတော့နေပြီးတော့မတုပ်လိုက်တော့ဘူးပေါ့နော်မီစီကအိမ်မှာဒီလိုမျိုးအဝစားချင်တာအခုလိုလေးရွှေဝါရောင်လေးတန်းလာပြီဆိုရင်တော့ရပါပြီမီစီကတော့2ခါကြော်တယ်ပေါ့နော်ပထမတစ်ခါကြော်ပြီးတော့စစ်ပြီးတော့စစ်ပြီးတော့မှဒုတိယတစ်ခါထပ်ကြော်ခဲ့ပါတယ်အဲ့ခါကျတော့စက်သားလေးတွေကကျွတ်ရွလေးဖြစ်နေပြီးတော့ပိုးစားကောင်းပါတယ်ရှင်မုံနှစ်အရေးလေးလည်းကြံနေသေးတော့မီစီအိမ်မှာရှိတဲ့အမှုလေးတွေပါထည့်ကြော်လိုက်ပါတယ်ခဲအဲ့တော့အခုစက်သားရွှေဝါရောင်စက်သားကြော်လေးရယ်ပြီးတော့အိမ်မှာရှိတဲ့အမှုကြော်လေးရယ်ပေါ့နော်ဒါကတော့မီစီကြော်ထားတဲ့ပုံလေးပါကဲအဆုံးထိချစ်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက် vlog လေးမှာလည်းပြန်တွေ့မယ်နော်အားလုံးတတား